ပြေဦးလေလုံးချုံနေပြေဦးလေကြားတယ်လေအဲ့လေခေါ်နေပြီအဲ့လေမကျွန်တော်တို့ဘာတွေ့ရလဲဆိုအဲ့ဘယ်လိုမျိုးတပြည့်စီတို့အဲ့ခင်းမှုရရအောင်လေဆိုင်ကတစီလိုမျိုးဝန်တန်ပိန်နေအဲ့ပိန်နေတော်မြင်မြင်မအောင်လာပြအဲ့ပိန်ကိုမြင်အောင်လိုက်တာကိုဘယ်တော့မြင်အောင်လိုက်တာအဲ့ပိန်ကိုတော်လိုက်ယူလိုက်ရတယ်ဆိုင်ကစီးတဲ့ဟာလေးတစ်ချက်အတန်လေးနားတော့ကြည့်လိုက်ပါရှုပ်ရတော့လာတယ်ဗျကျွန်တော်မြင်မယ်လည်းပါလာအဲ့ဒါလေးကျွန်တော်ခဲရောက်တယ်ဘလို့ကောင်းတယ်မြင်မယ်ဘလို့လိုက်မြင်ပါတယ်ကိုရင်တော့အဲ့ဒါကျွန်တော်လာရှုံးဝင်တော့ကျွန်တော်စီရလေးအေးအနေဆိုင်ရုံတို့တလုံးငါးပေးလိုက်တာအဲ့ဆိုင်မြောက်ကောင်လည်းတော်တော်လေးရှုံးကောင်းတယ်နေနေပြရတယ်ဆိုတာကျွန်တော်ရဲ့ဒီအိမ်ကျွန်တော်ပါလေအိမ်ထုတ်တယ်အဲကျွန်တော်ပြောသမီးတို့စီအရင်ကတော့အဲလိုက်ထွက်လေးနဲ့မန်လေးကိုတွားနေတာသူကမန်လေးအောင်ချောင်းတွားတာကျွန်တော်ကအဲမန်လေးအောင်ချောင်းလေးထိတွားမှာလာရှူကနေလူကာရောမမီပါဘူးအောင်ချောင်းရောက်မှာပဲတွေ့တာအဲဆိုင်ကမီအောင်လိုက်တယ်ကျွန်တော်မြောက်အောင်လိုက်ဆိုင်ကလေးခွေးကောင်းနေပဲမဟုတ်လားမောင်မြေလိုက်ပြီပဲပြန်ပြောစရာပြတော့အချိန်နဲ့ဆရာသားကြတယ်အားလုံးဘလို့ဟာမပြီးဒီဗီဒီယိုလေးကဒီလိုဟိုဗီဒီယိုလေးအတဲလောက်ပြီးတော့ဆန်ဝင်သွားတဲ့နောက်ဗီဒီယိုလောက်ကျင်သေးပါတော့တဲ့ဒါလေးဘွားမှာမတရားဖြစ်ခဲ့တဲ့အရာတွေဆိုပြပြီးတော့အတဲလောက်လိုက်တာပေါ့တော့ရပါပြီဒါဆိုတော့ပတန်လေးနဲ့ပြောပြရတော့ကျွန်တော်တို့သွားခဲ့တဲ့အခိုင်အတန့်လေးတွေကိုပြန်ပြီးပြောပြလို့ရတာပေါ့ဗျာ